baptism နှမျိုးရှိပါတယ်ဒီအရာကဂတိတော်နဲ့သက်ဆိုင်တဲ့ baptism နှမျိုးဖြစ်တယ်ပထမ baptism ကတော့ရေ night baptism ဖြစ်တယ်ရေနှစ်ချင်းလို့လည်းကျွန်တော်တို့ခေါ်လို့ရတယ်ဒီအရာကနောင်တရခြင်းနဲ့သက်ဆိုင်တဲ့ baptism ဖြစ်တယ်ယေရှုခရစ်တော်ရဲ့အင်္ဂလိပ်သတင်းစကားကိုကျွန်တော်တို့ကြားတဲ့အခါမှာဘုရားရဲ့ချစ်ခြင်းမေတ္တာကိုကျွန်တော်တို့သိလာတဲ့အခါမှာအဲ့ဒီအရာပေါ်မှာကျွန်တော်တို့ကနောင်တရပြီးတော့ကိုယ်မှာရှိတဲ့အပြစ်တွေကိုမြင်လာတယ်ကျွန်တော်တို့ရဲ့အပြစ်ကိုစားအသေးခံတဲ့အရာကိုကျွန်တော်တို့ကယုံကြည်လက်ခံပြီးတော့အဲ့ဒီယေနှစ်ချင်းမင်္ဂလာကိုကျွန်တော်တို့ကခံရတာဖြစ်တယ်ယေရှုခရစ်တော်အထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဖျားကျွန်တော်တို့ကိုနစ်မြုပ်ပေးလိုက်တဲ့အရာကိုဆိုလိုခြင်းဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ယောဟန်ခန်းကြီး16ငယ်8ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဖျားကအပြစ်နဲ့ဆိုင်တဲ့အရာကိုသူကဖော်ပြတယ်အပြစ်ကင်းခြင်းတရားကိုလည်းသူကဖော်ပြတယ်။လူတစ်ယောက်ရဲ့နှလုံးသားထဲမှာယေရှုခရစ်တော်ရဲ့အကြောင်းကိုကြားတာနဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားကကျွန်တော်တို့နှလုံးသားထဲမှာအဲ့ဒီနောင်တဆိုတဲ့နောင်တရခြင်းနဲ့သက်ဆိုင်တဲ့အရာကိုသူကယူဆောင်လာတယ်။ကျွန်တော်တို့ကကိုယ့်ရဲ့အပြစ်တွေနောင်တရပြီးတော့ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကိုကျွန်တော်တို့လက်ခံလိုက်တဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ဖျားကယေရှုရဲ့အထဲမှာကျွန်တော်တို့ကို baptism ပေးလိုက်တဲ့အရာဖြစ်တယ်။အဲ့ဒီအရာကိုကျွန်တော်တို့ကြုံတွေ့ရတယ်။ယေရှုခရစ်တော်ကျွန်တော်တို့အတွက်အသေးခံခြင်းဒီသင်ချိုင်းထဲမှာသူဟာတကြိုချင်းခံရတယ်။ဒါအပြင်သူဟာ3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်မို့အဲ့ဒီရေ night baptism ဆိုတဲ့အရာကခရစ်တော်အထဲမှာကျွန်တော်တို့ကနစ်မြုပ်လိုက်တဲ့အရာဖြစ်တယ်ခရစ်တော်ရဲ့တည်ခြင်းထဲမှာကျွန်တော်တို့ရဲ့ဇာတိလူဟောင်းကျွန်တော်တို့ရဲ့အပြစ်နဲ့ဆိုင်တဲ့ဇာတိပပိလူဟာအပြစ်တရားထဲမှာတည်နေတဲ့ကျွန်တော်တို့ဟာဆိုရင်ယေရှုခရစ်တော်ရဲ့တည်ခြင်းနဲ့နစ်မြုပ်လိုက်တယ်ဒါကြောင့်လို့ကျွန်တော်တို့ဟာအပြစ်ထဲမှာလုံးဝလူဟောင်းဆိုတဲ့အရာတွေကတည်ဆုံးသွားပြီဖြစ်တယ်အပြစ်နဲ့လုံးဝမသက်ဆိုင်တော့ဆိုတဲ့အရာကိုဆိုလိုခြင်းဖြစ်တယ်ဒါအပြင်ကျွန်တော်တို့ကယဉ်နေချင်းပေးတဲ့အခါမှာရေထဲမှာနစ်မြုပ်လိုက်တယ်သဘောကယေရှုထဲမှာငါဟာတည်ပြီးငါရဲ့လူဟောင်းကတည်သွားပြီဆိုတဲ့အတိတ်ပဲဖြစ်တယ်ဒါအပြင်နှစ်ချင်းခံတဲ့အခါမှာဒီရေထဲမှာနစ်မြုပ်ရုံမကဘဲနဲ့ပြန်ပြီးတော့ထလာတဲ့အရာကိုတွေ့ရတယ်ဒီအရာကသခင်ယေရှုခရစ်တော်နဲ့အတူငါဟာပြန်ပြီးတော့ရှင်ပြန်ထမြောက်ပြီဆိုတဲ့အတိတ်ပဲကိုဆိုလိုခြင်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ရေနှစ်ချင်းလို့ပြောတဲ့အခါမှာရေ night baptism လို့ပြောတဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီခရစ်တော်နဲ့အတူတည်သွားပြီဂလာတိခန်းကြီး1အငယ်20ထဲမှာပြောတဲ့အတိုင်းပဲငါဟာခရစ်တော်နဲ့အတူလက်ဝါးကားတိုင်းမှာအသေးခံတယ်သို့တော်လည်းအသက်ရှင်သည်ထို့သောဆိုသောငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ဒီအရာကခရစ်တော်အထဲမှာကျမတို့နစ်မြုပ်လိုက်ခြင်းကိုဆိုလိုခြင်းဖြစ်တယ်ယေရှုခရစ်တော်နဲ့အတူကျမတို့ဟာအပြစ်ထဲမှာတည်ပြီးသွားပြီတည်ခြင်းနဲ့မဆိုင်တော့ဘူးအပြစ်ငရဲနဲ့ကျမတို့ကမသက်ဆိုင်တော့ဘူးကျမတို့ပြန်လေထမြောက်လာတဲ့အသက်ရှင်ခြင်းဟာဆိုရင်ယေရှုခရစ်တော်အထဲမှာယေရှုနဲ့အတူတဖန်ပြန်လေရှင်ပြန်ထမြောက်လာခြင်းကိုဆိုလိုခြင်းဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ဟာအဲ့ဒီခရစ်တော်ပေးတဲ့အသက်နဲ့ပြန်လေရှင်ပြန်ထမြောက်ခြင်းဖြစ်တယ်ခရစ်တော်ပေးတဲ့အသက်ဟာကျမတို့ထဲမှာအသက်ရှင်နေခြင်းဖြစ်တယ်ဒီအရာကရေ night baptism ကိုဆိုလိုခြင်းဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကယေရှုခရစ်တော်ကိုလက်ခံယုံကြည်လိုက်တာနဲ့အဲ့ဒီခရစ်တော်ရဲ့အသက်နဲ့အတူကျမတို့ကပြန်ပြီးတော့ရှင်ပြန်ထမြောက်လာတာဖြစ်တယ်ဒါကြောင့်မလို့တန်ရှင်တော်ဝိညာဉ်တော်ကယေရှုခရစ်တော်အထက်မှာကျမတို့ကိုနစ်မြုပ်ပေးလိုက်ခြင်းကိုရေ night baptism ဆိုပြီးတော့ကျမတို့ကနားလည်နိုင်ပါတယ်ဒါကြောင့်မလို့ယေရှုခရစ်တော်ကိုသင်ကယုံကြည်လက်ခံတဲ့နေ့ဟာဆိုရင်သင်ဟာရေ night baptism ကိုခံပြီးပြီဆိုတဲ့အရာကိုသင်လက်ခံဖို့ရန်ရည်ကြီးပါတယ်နောက်ထပ်နှစ်ချင်းတစ်မျိုးကတော့ဝိညာဉ်တော် night baptism ဖြစ်တယ်ဒီအရာကိုယေရှုခရစ်တော်ကတမန်တော်ခန်းကြီး1အငယ်9ထဲမှာဂတိတော်ထားခဲ့တဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်ဂတိတော်အချက်မူကယောဟန်သည်ရေ night baptism ကိုပေး၏သင်တို့သည်မကြောင်မမြင့်မီတန်ရှင်တော်ဝိညာဉ်တော် night baptism ကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏ယောဟန်ဟာရေထဲမှာနှစ်ချင်းပေးတယ်သူဟာနောင်တရခြင်းနဲ့ဆိုင်တဲ့ရေနှစ်ချင်းမင်္ဂလာကိုပေးပြီးတော့အဲ့ဒီနှစ်ချင်းမင်္ဂလာကိုခံတဲ့သူတိုင်းကနောက်ထပ်ခံရမယ့် baptism တစ်မျိုးရှိပါတယ်အဲ့ဒီအရာကတော့ဝိညာဉ်တော် night baptism ဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော် night baptism ကိုဘယ်သူကပေးလဲဆိုရင်ယေရှုခရစ်တော်ကပေးတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်။ငါဒီနောင်နာဖို့လို့ငါသင်တို့ကိုယေနိ baptism ပေး၏ငါနောက်ကြွလာသောသူသည်ငါထက်တဆွမ်း၌၏ထိုသူ၏ခြေနှင်းတော်ကိုမြဆောင်ခြင်းကငါမထိုက်ထိုသူသည်တန်ရှင်တော်ဝိညာဉ်တော်နှင့်၎င်းမီးနှင့်၎င်းသင်တို့ကို baptism ပေးမည်။ယောဟန်ကဘာကိုပြောလဲဆိုရင်ငါကတော့မင်းတို့ကိုနောင်တရခြင်းနဲ့ဆိုင်တဲ့ baptism ရေနှစ်ချင်းမင်္ဂလာကိုပေးဒါပေမဲ့ငါရဲ့နောက်မှာကြွလာတဲ့သူဟာဆိုငါထက်ပို့ပြီးတော့တက်ဆွမ်းနိုင်တဲ့သူဖြစ်တယ်သူဟာယေရှုခရစ်တော်ဖြစ်တယ်ယေရှုခရစ်တော်ကတန်ရှင်တော်ဝိညာဉ်တော်နဲ့၎င်းမီးနဲ့၎င်း baptism ကိုပေးမယ်လို့ပြောထားတယ်ဒါက
ယေရှုခရစ်တော်ယုံကြည်သူတွေကိုပေးမဲ့ baptism ကိုဆိုလိုခြင်းဖြစ်တယ်ဒါကတန်ရှင်သောဝိညာဉ်တော်၌ baptism ဖြစ်ပါတယ်ဒီအရာကကျွန်တော်တို့အရန်ကိုအရေးကြီးတယ်ဘာကြောင့်လဲဆိုရင်တမန်တော်ဝတ္ထုခန်းကြီး1အငယ်8ထဲမှာပါလဲဆိုရင်တင်းတို့ပေါ်သို့တန်ရှင်သောဝိညာဉ်တော်ဆင်းသက်သောအခါတင်းတို့သည်တကိုးကိုခံရ၍ယေရုရှလင်မြို့မှစသောယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါရဲ့တက်တည်ဖြစ်မယ်လို့ဘုရားကပြောထားပါတယ်တပည့်တော်တွေဟာယေရှုခရစ်တော်နဲ့အတူသူတို့ကနော်အတူသွားလာတဲ့အသက်ရှင်နေယေရှုခရစ်တော်ရှင်ပြန်ပြီးနောက်ပိုင်းမှာရက်ပေါင်း40ယေရှုခရစ်တော်နဲ့အတူသူတို့သွားကြတယ်အတူတူစားတောက်ကြတယ်ယေရှုခရစ်တော်ပြောခဲ့တဲ့အရာတွေကိုသူတို့တေချာမှတ်တမ်းတင်ထားတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့ယေရှုခရစ်တော်ကသူတက်ကြွပြီးနောက်ပိုင်းမင်းတို့သွားပြီးဧဝံဂေလိတရားကိုဟောကြပါငါမှာတဲ့အရာတွေကိုလှုပ်ဆောင်ကြပါဆိုပြီးယေရှုခရစ်တော်ကမသွားခိုင်းသေးပါမထွက်သွားဘဲနဲ့သူတို့ဟာဖခင်ရဲ့ဂတိတော်ကိုစောင့်နေဖို့ယေရှုခရစ်တော်ကမှာထားတယ်အဲ့ဒီအရာကဘာလဲဆိုရင်တန်ရှင်သောဝိညာဉ်တော်ဘုရားဖြစ်ပါတယ်သူတို့ကယေရုရှလင်မြို့မှာပဲမင်းတို့စောင့်နေပါအဲ့ဒီဝိညာဉ်တော်ရဲ့တကိုးကိုမင်းတို့ခံရမယ်ဝိညာဉ်တော်ဆင်းသက်လာတဲ့အခါမှာမင်းတို့ဟာတကိုးကိုရပြီးတော့အဲ့ဒီတကိုးအားဖြင့်နော်ယေရုရှလင်မြို့ကစပြီးတော့မြေကြီးစွန့်တိုင်အောင်ဖခင်ရဲ့အသက်ရှင်ခြင်းနော်ဖခင်ရဲ့သက်တည်တွေနေတဲ့ဘုရားကသူ့ရဲ့တပည့်တော်တွေကိုရွေးချယ်ထားတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်မလို့တပည့်တော်တွေဟာဆိုရင်ချက်ချင်းထွက်ပြီးတော့အမှုတော်မြတ်လုပ်ငန်းတွေကိုသူတို့လှုပ်ဆောင်တာမတွေ့ရဘူးသူတို့ဘာလုပ်လဲဆိုရင်ယေရှုခရစ်တော်မှာခဲ့တဲ့အတိုင်းပဲတန်ရှင်သောဝိညာဉ်တော်ဘုရားကိုသူတို့စောင့်နေယေရုရှလင်မြို့ရဲ့အထက်ခန်းမှာဆုတောင်းပြီးတော့ကြိုးစားပြီးတော့တပည့်တော်တွေစောင့်ရင်းနဲ့နောက်ဆုံးမှာ120သောတပည့်တော်တွေပဲကြံခဲ့ပြီးတော့သူတို့ဟာကြိုးစားပြီးတော့ဆုတောင်းပြီးတော့တန်ရှင်သောဝိညာဉ်တော်ကိုမျှော်လင့်လက်ဆောင်ဆိုင်နေတဲ့အရာကိုကျွန်တော်တွေ့ရတယ်ယေရှုခရစ်တော်ကိုယ်တိုင်ကလည်းအမှုတော်ဆောင်တဲ့အခါမှာသူဟာပထမဗပ်တိဇံကိုသူခံရတယ်ရေထဲမှာနှစ်ချင်းကိုသူခံရတယ်ယောဟန်ရဲ့ဗပ်တိဇံကိုသူခံတဲ့အခါမှာကောင်းကင်ကနေပြီးတော့ဤသူဟာငါနှစ်သက်မြတ်လို့ရငါ၏ချစ်သားဖြစ်တယ်ဆိုတဲ့အတန်တော်ဒီလူဟာဖခင်ရဲ့သားတော်ဖြစ်တဲ့အကြောင်းကိုကောင်းကင်ကသက်သေထူတဲ့ຢာကိုတွေ့ရတယ်နောင်နာနဲ့ဆိုင်တဲ့ဗပ်တိဇံဟာကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာအရန်အရေးကြီးပါတယ်ဒီအရာကဖခင်ရဲ့သားသမီးဖြစ်ခြင်းကိုတက်တည်ထူပေးတဲ့အရာဖြစ်တယ်ဖျားရှိလူရှိမှာနော်ဒီလူဟာဒီသားဒီသမီးဟာငါပိုင်တဲ့သူဖြစ်တယ်ငါရဲ့အသွေးနဲ့ရွေးဝယ်ထားတဲ့သူဖြစ်တယ်ငါရဲ့သားသမီးဖြစ်တယ်ဆိုတဲ့အရာကိုကောင်းကင်ကတက်တည်ထူပေးပါလိမ့်မယ်ရှင်လုကာခရစ်ဝင်ခန်းကြီး၄ငယ်1မှာယေရှုသည်တန်ရှင်တော်ဝိညာဉ်တော်နှင့်ပြည့်စုံလဲယော်ဒန်မြစ်နားမှပြန်ဆင်းပြီးဝိညာဉ်တော်သည်တောသို့ပို့ဆောင်တော်မူ၏ယေရှုခရစ်တော်ကယေနှစ်ချင်းခံပြီးတဲ့အခါမှာသူဟာဝိညာဉ်တော်နဲ့ပြည့်စုံတယ်အဲ့လိုပြည့်စုံပြီးနောက်ထပ်သူချော်ဖြတ်ရမယ့်အရာတစ်ခုကဖခင်ရဲ့စုံစမ်းခြင်းဖြစ်တယ်တောဖြစ်တယ်အဲ့ဒီတောရက်ကိုယေရှုရောက်တဲ့အခါမှာရက်ပေါင်း40အစာရှောင်ပြီးတော့အဆုံးမှာသူဟာဒီမနက်ကိုအောင်မြင်ပြီးတော့ငယ်14မှာယေရှုသည်ဝိညာဉ်တော်တကိုးနှင့်ဂါလိလဲပြည်သို့ပြန်၍တည်တော်သည်ပဝင်းကျင်အရက်တို့၌နှံ့ပြားကြော်ဆိုလေ၏ဝိညာဉ်တော်တကိုးနဲ့ပြည့်စုံတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ပထမမှာဝိညာဉ်တော်နဲ့ပြည့်တယ်ဒုတိယမှာတော့ဝိညာဉ်တော်တကိုးpower ဆိုတဲ့အရာနဲ့သူကပြည့်စုံခြင်းဖြည့်ခြင်းကိုခံရတယ်။ဒါကြောင့်မလို့ဝိညာဉ်တော် baptism ကိုကျွန်တော်တို့ခံရတဲ့အခါမှာအဲ့ဒီ baptism အပြင်ကျွန်တော်တို့ကဘာကိုရရှိလဲဆိုရင်တန်ရှင်သောဝိညာဉ်တော်ရဲ့တကိုးကိုကျွန်တော်တို့ခံရတာဖြစ်တယ်။အဲ့ဒီတကိုးနဲ့တကွာကျွန်တော်တို့ကအမှုတော်ဆောင်နိုင်တာဖြစ်တယ်။ယေရှုခရစ်တော်ကိုယ်တိုင်လည်းဝိညာဉ်တော်တကိုးနဲ့ပြည့်စုံပြီးတဲ့အချိန်မှသူကစပြီးတော့ဖခင်သခင်ရဲ့သာသနာလုပ်ငန်းအမှုတော်မြတ်လုပ်ငန်းတွေမှာသူဟာစပြီးအမှုဆောင်လာတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်မလို့ဝိညာဉ်တော် baptism ဆိုတဲ့အရာကကျွန်တော်တို့ဘယ်နေရာမှာတွေ့ရလဲဆိုရင်တမန်တော်ခန်းကြီး1ကနေစပြီးတော့ကျွန်တော်တို့တွေ့ရပါတယ်။တမန်တော်ရှင်ပေါလုကအရင်တုန်းကအရန်ကိုကြောက်တတ်တဲ့လူတစ်ယောက်ဖြစ်တယ်။ယေရှုခရစ်တော်အတွက်နဲ့အသေးခံမယ်လို့ပြောပေမဲ့တကယ်ပြဿနာတွေကိုရင်ဆိုင်လာရတဲ့ခါမှာသူဟာကြောက်တတ်တဲ့လူတစ်ယောက်ဖြစ်တယ်။ထွက်ပြေးခြင်းနဲ့ပုန်းရှောင်ခြင်းတဲ့လူတစ်ယောက်ဖြစ်တယ်။ဒါပေမဲ့သူဟာတန်ရှင်တော်ဝိညာဉ်တော် baptism ဝိညာဉ်တော်နှစ်ချင်းကိုသူရရှိပြီးတဲ့နောက်ပိုင်းမှာတော့သူဟာတကယ့်ကိုတကိုးနဲ့ပြည့်စုံပြီးတော့ဘုရားခင်ရဲ့အမှုတော်မြတ်ထဲမှာအံ့ဩဝေရာလှုပ်ဆောင်နိုင်လာတဲ့အရာကိုကျွန်တော်တို့တွေ့ရပါတယ်။တမန်တော်ခန်းကြီး1ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာပင်တကုတ်တွေပွဲနေ့ရောက်တဲ့အခါမှာထိုသူပေါင်းတို့သည်တညီတညွတ်တဲ့စုဝေးရနေကြ၏ထိုအခါလေပြင်းမုန်တိုင်းကဲ့သို့သောအတန်သည်တခဏချင်းတွေကောင်းကင်မှလာ၍ထိုသူတို့နေထိုင်သောအိမ်ကိုဖြည့်လေ၏သူတို့မျော်လင့်ဆောင်စားနေတဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားဖျားကြီးဂတိတော်ဟာအဲ့ဒီပင်တေကုတ်တွေနေမှာပြည့်စုံလာတဲ့အရာကိုကျွန်တော်တွေ့ရတယ်။သူဟာဘလို့ပုံစံနဲ့လာလဲဆိုရင်နော်တကယ်ကိုပြင်းထန်တဲ့အရှင်အဟုန်နဲ့လာတဲ့အရာကိုတွေ့ရတယ်။ဒါကြောင့်မလို့
နော်ကျွန်တော်တို့တကိုးလို့ပြောတဲ့နေရာမှာဒီအရာကို Greek ဘာသာစကားနဲ့ dunamis လို့အဓိပ္ပာယ်ရတယ်ဒါကတကယ့်ကိုကြီးမားတဲ့ပောက်ကွဲမှုကိုဖြစ်စေတဲ့အရာကိုဆိုလိုခြင်းဖြစ်တယ်အဲ့ဒီဝိညာဉ်တော်ဟာဆိုရင်ကောင်းကင်ကနေလာပြီးတော့အိမ်ကိုဖြည့်တယ်ဖြည့်ပြီးတော့သူကပထမဆုံးထင်ရှားလာတဲ့ပုံစံဟာဆိုရင်မီးရှာလို့ထင်ရှားလာတယ်အဲ့မီးရှာလို့ထင်ရှားလာပြီးတော့အဲ့ဒီတပည့်တော်120ပေါ်မှာအသီးသီးမီးရှာကဲ့သို့နော်ဝိညာဉ်တော်ဟာစပြီးတော့တည်လာတဲ့အရာကိုတွေ့ရတယ်အဲ့ဒီဝိညာဉ်တော်ဗတ္တိဇံရဲ့ထင်ရှားလာတဲ့အရာဟာဆိုရင်မီးရှာကဲ့သို့ဖြစ်တယ်ယဉ်နေချင်းမင်္ဂလာယေဗတ္တိဇံကထင်ရှားလာတဲ့အရာကဖယားသခင်ရဲ့သားတော်ဖြစ်ခြင်းနဲ့ဆိုင်တဲ့ဖယားသားဖြစ်ခြင်းကိုဒီလောကမှာထင်ရှားစေသလိုဝိညာဉ်တော်ရဲ့ဗတ္တိဇံဟာဆိုရင်ဖယားရဲ့တကိုးတော်ကိုဒီလောကမှာထင်ရှားစေသောအရာတစ်ခုဖြစ်တယ်အဲ့ဒီနေ့မှာပဲတမန်တော်ပေတရုဟာဆိုရင်လူများစွာရဲ့ရှေ့မှာသူမတ်တက်ထရက်ပြီးတော့ရဲရင်စွာနဲ့ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းယေရှုခရစ်တော်ရဲ့အကြောင်းအရာကိုအဲ့ဒီချက်ချင်းမှာသက်သေခံလိုက်တဲ့အခါမှာအဲ့ဒီနေရာမှာပဲလူပေါင်း3000ဟာယေရှုခရစ်တော်ကိုယုံကြည်ပြီးတော့ယဉ်နေခြင်းမင်္ဂလာကိုခံကြတယ်သူတို့ခံရတဲ့အရာကယေနဲ့ဗတ္တိဇံသာမကဘဲနဲ့ဝိညာဉ်တော်ရဲ့ဗတ္တိဇံကိုလည်းချက်ချင်းခံရတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာအဲ့ဒီဝိညာဉ်တော်နှစ်ချင်းကိုကျွန်တော်တို့ကဘယ်လိုခံယူရမလဲယေရှုခရစ်တော်ကိုယုံကြည်ပြီးတော့ယေရှုခရစ်တော်ထဲမှာယဉ်နေခြင်းခံတဲ့သူနော်နောင်တနဲ့သက်ဆိုင်တဲ့ယဉ်နေခြင်းကိုခံပြီးတဲ့သူအားလုံးဟာနောက်တစ်ဆင့်နေနဲ့ဝိညာဉ်တော်ဗတ္တိဇံကိုခံလို့ရတာဖြစ်တယ်ဝိညာဉ်တော်ဗတ္တိဇံကိုဘယ်လိုခံမလဲဆိုရင်ရှေးခေတ်တမန်တော်တွေအသင်းတော်တွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာတပည့်တော်တွေနော်သူတို့ခွဲခန့်ထားတဲ့ခေါင်းဆောင်တွေကသူတို့ပုံမှာလက်တင်ပြီးတော့ကောင်းချီးပေးတဲ့အခါမှာအဲ့ဒီဝိညာဉ်တော်ရဲ့ဗတ္တိဇံဝိညာဉ်တော်နှစ်ချင်းကိုသူတို့ခံယူရရှိရတာဖြစ်တယ်ဝိညာဉ်တော်လှုပ်ရှားတဲ့အခါမှာကျွန်တော်တို့အသင်းတော်တွေသွားတဲ့အခါမှာဒါမှမဟုတ်လေကိုယ့်ရဲ့အိမ်မှာတယောက်တည်းဆူတောင်းတဲ့အချိန်မှာပင်လင်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဗတ္တိဇံကိုကျွန်တော်တို့ရရှိနိုင်တာဖြစ်တယ်ခံယူရရှိနိုင်တာဖြစ်တယ်အဲ့ဒီဝိညာဉ်တော်ရဲ့ဗတ္တိဇံကိုခံယူလိုက်တာနဲ့ကျွန်တော်တို့အတ္တတာတွေမှာဖခင်ရဲ့ခေါ်ခြင်းနဲ့ဆိုင်တဲ့အရာကိုလှုပ်ဆောင်နိုင်မှုတဲ့တကိုးနဲ့ဖြည့်ခြင်းကိုခံရတယ်ဝိညာဉ်တော်နဲ့ပြည့်ခြင်းကိုခံရပါတယ်ကျမတို့အတ္တတာမှာတိတာထင်ရှားလာတယ်ကျမတို့ဟာရဲရင်လာတယ်နှုတ်ကပတ်တော်ကိုပို့ပြီးတော့နားလေသိကျွမ်းလာတယ်ကျမတို့ဟာဖခင်ရဲ့အသံကိုကြားတက်လာတယ်ဖခင်ရဲ့ဖွင့်ပြခြင်းကိုမြင်တက်လာတယ်ကျမတို့ကဇာတိသဘောတဘာဝနဲ့အသက်ရှင်တဲ့သူတွေမဟုတ်ဘဲနဲ့ဝိညာဉ်တော်အားဖြင့်ဝိညာဉ်တော်ရဲ့သဘောတဘာဝနဲ့ဖခင်ရဲ့တဘာဝအထဲမှာအသက်ရှင်တဲ့နမိတ်လက္ခဏာနဲ့အသက်ရှင်တဲ့ဖခင်ရဲ့ခေါ်ခြင်းနဲ့မှာအသက်ရှင်တဲ့သူတွေဖြစ်လာနိုင်ပါတယ်။ပေတရုရဲ့အမှုတော်ဆောင်ခြင်းကိုကျွန်တော်တို့ကြည့်တဲ့အခါမှာတမန်တော်ခန်းကြီး4ငယ်33ကိုကြည့်ရင်ပေတရုရဲ့အသက်တာထဲမှာနော်အနာရောဂါငြိမ်းခြင်းတွေကိုမြင်တွေ့ရလာတယ်။ပေတရုဆူတောင်းပေးလိုက်တဲ့အခါမှာနတ်ဆိုးတွေထွက်သွားတဲ့အရာကိုတွေ့ရတယ်။ပေတရုရဲ့အရေးကိုလူတွေကရောက်ရှိတာနဲ့အဲ့ဒီအရေးကိုခံယူရရှိတာနဲ့ချက်ချင်းပဲနော်ကျမ်းမာခြင်းတွေကိုခံစားရလာတယ်နတ်ဆိုးထွက်သွားတဲ့အရာတွေကိုကြုံတွေ့ရလာတယ်။ဒါအပြင်တမန်တော်ရှင်ပေါလုရဲ့အသက်တာမှာလည်းပေါလုသုံးတဲ့ခပန်းတွေနော်ပဝါတွေလူတွေကိုပေးလိုက်တာနဲ့အဲ့ဒီအရာကိုရတဲ့အခါမှာဖခင်ရဲ့ကျမ်းမာခြင်းတကိုးဟာအဲ့ဒီထဲကနေစီးဆင်းလာတဲ့အရာကိုတွေ့ရတယ်။ဖခင်သခင်ရဲ့တကိုးတော်ဟာတမန်တော်တွေပေါ်မှာပဲစီးဆင်းနေတာမဟုတ်ဘူး။သူ့ကိုယုံကြည်တဲ့သူတိုင်းပေါ်မှာစီးဆင်းဖို့ဖခင်ရဲ့အလိုတော်ဖြစ်ပါတယ်။ကျမတို့အားဖြင့်ဖခင်ရဲ့ကျမ်းမာခြင်းနဲ့ဆိုင်တဲ့တကိုးတော်ဖခင်ရဲ့နော်အသက်ရှင်နေတဲ့ဆိုင်တဲ့တကိုးတော်ကျမတို့ရောက်ရှိတဲ့နေရာတွေမှာကျမတို့ထိတွေ့တဲ့သူတွေကနတ်ဆိုးချုံနှောင်ခြင်းနဲ့ခံရတဲ့သူတွေဖြစ်တယ်ဆိုရင်သူတို့ဟာလွတ်မြောက်ခြင်းကိုခံစားရဖို့အတွက်သင်ဟာအဲ့ဒီနမိတ်လက္ခဏာအပြင်အသက်ရှင်ဖို့အတွက်ဘုရားကသင်ကိုခေါ်ထားတာဖြစ်တယ်အမှုတော်ဆောင်နေပဲအဲ့ဒီလိုအသက်ရှင်ဖို့မဟုတ်ဘဲနဲ့ကျမတို့ဘယ်အရာကိုလှုပ်ဆောင်နေတယ်ကျမတို့ရဲ့နေပယ်အသီးသီးမှာထိုကဲ့သို့နမိတ်လက္ခဏာတကူအပြင်အသက်ရှင်ပြီးတော့လူတွေဟာဘုရားရဲ့ဧဝံဂေလိသတင်းစကားကိုသိလာဖို့အတွက်ဘုရားသခင်ရဲ့ဘုန်းတော်ဘုရားရဲ့တကူတော်ဘုရားရဲ့အသက်ရှင်ခြင်းကိုမြင်တွေ့လာဖို့အတွက်ဘုရားခင်အလိုတော်ရှိတာဖြစ်တယ်။သင်ဟာကျောင်းမှာကျောင်းဆရာမတယောက်လားဆရာဝန်တယောက်လား။အိုးသင်ဟာစီးပွားရေးလုပ်ငန်းရှင်တယောက်လား။အိုးသင်ဟာအိတ်ရှင်မတယောက်လား။သင်လှုပ်တဲ့နယ်ပယ်မှာသင်ရဲ့အလုပ်လုပ်နေတဲ့နယ်ပယ်မှာဘုရားရဲ့တကူတော်အပြင်သင်ဟာစီးဆင်းလာဖို့အတွက်ကြားခံနေတဲ့ဘုရားကသင်ရဲ့အသက်တာကိုအသုံးပြုခြင်းနဲ့ဒါဆိုရင်သင်ဟာတန်ရှင်ဝိညာဉ်တော်ရဲ့ဗတ္တိဇံအားဖြင့်ဝိညာဉ်တော်ထဲမှာနစ်မြုပ်ပြီးတော့ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့ဘုရားရဲ့နောက်ကိုလိုက်နိုင်တဲ့ယုံကြည်သူများဖြစ်ဖို့အောင်မြင်တဲ့ခရိယန်အသက်တာအနေနဲ့ဇာတိခရိယန်ကဲ့သို့မဟုတ်ဘဲနဲ့ဝိညာဉ်ခရိယန်ကဲ့သို့အသက်ရှင်ပြီးတော့ဝိညာဉ်တော်ဖခင်နဲ့တွာလာတဲ့သားသမီးတယောက်ချင်းဆိုင်ဖြစ်ဖို့ဘုရားခင်ရောက်ချင်းဆိုင်ကိုကောင်းကြီးပေးပါစေ။